လောကလူတွေဟာအပေါင်းအသင်းမိတ်ဆွေကောင်းရဖို့ဆိုတာစီးပွားဥစ္စာရှိပါတဲ့မွဲရင်ဘယ်သူမှမပေါင်းနိုင်ဘူးဘူးသီးတီးမှအမျိုးတော်တယ်ဆိုတာကြည့်တယ်ရွှေရှိမှအမျိုးတော်ဒါလူသဘာဝကိုပြောတာကဲ့ရတာမဟုတ်အဲ့တော့မွဲတည်တဲ့လူဘယ်သူမှဖက်မလို့ချင်အဲ့တော့မရှိခိုးလို့မလှဆုံးရိုးဆိုတာလိုပဲကျုပ်ဆိုလို့ရှိရင်ဆုံးတတ်တယ်ထင်တာလောကရဲ့သဘာဝကိုပြောပြတယ်ဒါကြောင့်မလို့ရှိအောင်ကြိုးစားမရှိတာကိုရှိအောင်ကြိုးစားရမယ်မလှတာကိုလည်းလှအောင်ပြင်ဖို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပတ်စံရှိရင်လှလာတယ်လူကမလှတဲ့လူလည်းလှလာလှတယ်ဆိုတော့ဘာလို့လဲဆိုလူမအဝတ်တောင်းမှအကုတ်လေသူကအဝတ်စားကောင်းကောင်းလေးတွေဝတ်တဲ့အခါကျကြည့်ပြရှိလို့ဖြစ်လာတာပေါ့မရှိဘူးဆိုရင်စုပ်စုပ်ပြက်ပြက်နေရတာကိုမြတ်စွာဘုရားမင်းစီးပွားဥစ္စာကြိုးစားရှာတဲ့မိတ်ဆွေပေါင်းသင်းဆိုတာဟာပစ္စည်းဥစ္စာချမ်းသာမှရှိမှ